ဒါကလှည့်စားမှုတစ်ခုပဲလို့ယူဆလိုက်တယ်ဒါပေမဲ့ဒီအချိန်ထိငါမသိလိုက်သေးဘူးဒီဟောလုံးညနေခင်းကငါဘဝမှာဘယ်တော့မှမေးလို့မရနိုင်တဲ့ညတစ်ညပဲကျေးလက်ဒေသကမြို့ကလေးတစ်ခုမှာစော်ကစားနေကြတဲ့ကလေးတွေရဲ့အတန်လေးကြားနေရပြီညအချိန်မှာတော့ငါပတ်ဝန်းကျင်ကငြိမ်သက်နေတယ်ငါရဲ့အိမ်ရှင်တွေကတော့သမီးလေးတစ်ယောက်နဲ့မိသားစု3ယောက်ပေါ့သူတို့ရဲ့ပထမဆုံးဟောလင်းဝင်းမှာသူတို့ကအိမ်ကိုပင့်ကူအိမ်တွေအယိုးစုတွေကူကြောက်တိုင်တွေနဲ့ခမ်းနားစွာလှဆင်ထားတယ်သူတို့သမီးကဟောလင်းဝင်းကိုအရမ်းကြိုက်တယ်ည7 နာရီမှာပါတီပွဲသူတို့သွားမယ်ပါတီပွဲအပြီးမှာမိတ်ဆွေတွေနဲ့အတူနေမယ်ဆိုပြီးငါ့ကိုသူတို့အိမ်မှာနေပြီးတကြားလုံးတွေဝေပေးဖို့မှာခဲ့တယ်ငါကလည်းစိတ်ချဝေပေးလိုက်မယ်ပေါ့အင်ရှင်တွေထွက်သွားပြီးနောက်ပိုင်းကလေးတွေအများကြီးလာကြတယ်ငါကတကြားလုံးတွေဝေပေးလိုက်တယ်နောက်ဆုံးမှာတော့လူစုစုမရှိတော့ဘူးတကားခောက်တန်းတစ်ချက်မှမကြားရတာလေနိုင်ဝက်လောက်ရှိပေါ့ဒါပေမဲ့ရုတ်တရက်တကားခောက်သူကစက္ကန့်မိုင်အတွင်းမှာပဲတကားပဲကို12 ခါလောက်ဇက်တိုက်နှိမ့်လိုက်တယ်တကားကိုလည်းရိုက်နှက်လိုက်တယ်ငါထသွားကြည့်တော့အပြင်ကနေကလေးတစ်ယောက်ရဲ့အော်ဟစ်ကိုပြီးအကူညီတောင်းတဲ့အတန်ကိုကြားလိုက်ရတယ်ငါပြေးသွားပြီးတကားဖွင့်ကြည့်လိုက်တော့အပြင်ဘက်မှာတယောက်မှမရှိတော့ဘူးငါလည်းကြောင်တောင်နဲ့ပြန်ဝင်လာပြီးဒါကလှည့်စားမှုတစ်ခုပဲလို့ယူဆလိုက်တယ်ဒါပေမဲ့ဒီအချိန်ထိငါမသိလိုက်သေးဘူးဒီကလေးရဲ့အော်ဒန်ဟာလှည့်စားမှုတစ်ခုတည်းပိုနေတယ်ဆိုတာကိုပေါ့နောက်1 နာရီလောက်ကြာတော့တကားကနေအတန်တွေထွက်လာပြန်တယ်တကားခောက်တာမဟုတ်ဘူးတကားလက်ကင်ကိုလှည့်ဆွေးနေတဲ့အတန်ပဲငါကြည့်လိုက်တော့တက်လက်ပိုင်းအရွယ်ယောက်ျားတစ်ယောက်သူ့မျက်လုံးတွေကငါ့ကိုစိုက်ကြည့်နေတာပြီးတော့သူ့မျက်လုံးတွေကခဏမငြိမ်ဘူးငါကသူဟာလမ်းပြောင်းနေတာလားအကူကြီးလိုနေတာလားလို့တောင်တွေးမိတယ်ဒါကြောင့်တကားကိုခက်ချင်းချင်းပဲဖွင့်ပြီးသူလိုချင်တာကိုမေးလိုက်တယ်သူကကလေးတစ်ယောက်ဒီကိုလာလားလို့ပြန်မေးတယ်မလာတာကိုပြောတော့သူကနည်းနည်းတော့ငြိမ်နေပြီးအိမ်ထဲကိုကြည့်နေတယ်နောက်မှဖြည်းဖြည်းချင်းထွက်သွားတာဒီလိုနဲ့ငါအိမ်ပိုင်ရှင်တွေစီအကြောင်းကြားမယ်အိမ်ကိုတော့ခတ်ပြီးငါနေတဲ့အော်ရိုစီပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒီတော့မှငါတတိထားမိတာအိမ်အတွင်းကနေပစ္စည်းတွေပြစ်ခတ်ပြုတ်ကျတယ်ကြားတယ်ငါအိမ်ထဲမှာလူတစ်ယောက်ရှိနေတယ်သူကနော်ဂျာဆိုတဲ့နာမည်ကိုခေါ်နေတာသူဒီမှာပုံနေတာသိနေတယ်လို့လည်းပြောနေတယ်ငါကတစ်ခုတ်ထားကင်ထားပြီးသူ့ကိုထွက်သွားဖို့ဟစ်လိုက်တယ်သူကချက်ချင်းပဲနောက်တကားကနေထွက်ပြေးသွားတယ်ငါရဲတပ်ဖွဲ့ကိုဖုန်းဆက်နေတော့ငါခရင်အောက်ကနေကလေးတစ်ယောက်ရဲ့ငိုတန်းကိုကြားလိုက်ရတယ်သူထွက်လာတယ်သူဟာမိဘတွေနဲ့လမ်းခွဲခဲ့ရတဲ့ကလေးတစ်ယောက်ပါဒီယူကြီးကသူ့ကိုဖမ်းဖို့လိုက်နေတာပါသူဘာလုပ်ချင်မှန်းမသိဘူးဒါပေမဲ့ကံကောင်းချင်တော့ငါစီသူရောက်လာခဲ့တာပဲတပတ်လောက်ကြာတော့လူတစ်ယောက်ကိုဖမ်းမိတဲ့အသေးစိတ်ကိုတော့ငါသိမသိပါဘူးဒါပေမဲ့ငါသိတာကဒီဟောလုံးညမှာငါကံကောင်းနေတယ်နော်ဂျာနဲ့ငါ2 ယောက်လုံးပေါ့ဒီဇလန်လေးကပတ်ဝန်းကျင်ကိုတတိထားဖို့အေဂျင့်နဲ့ကြေးရွာလေးတွေမှာမမျော်လင့်ထားတဲ့အန္တရာယ်တွေရှိနိုင်နေဆိုတာကလေးတွေရဲ့အော်ဒန်လူမဆန်သူတို့ရဲ့အပြုအမူတွေဟာတာမန်ကိစ္စမျိုးမဟုတ်နိုင်ဘူးဆိုတာပဲအကူကြီးတောင်းခံရမယ်ဆိုရင်လေနောက်မကျစေပဲအမြန်ဆောင်ရွက်ဖို့ပေါ့အိမ်ကြီးချင်းတွေရဲတွေရဲ့အကူကြီးကလည်းအန္တရာယ်ကနေကာဝယ်ပေးနိုင်ပါတယ်ဆိုတာတွေကိုလည်းဒီဇလန်လေးကနေနားလဲစေပါတယ်ဒီဟောလိုဝင်းညမှာအားလုံးပဲဘေးကင်းကင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်မစုမြတ်ကြီးပါနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်